မရောက်လာပြီပဲငါထားရတော့မှာပဲဒါနဲ့ငါ့ကိုရောနှိုးပြီးတာမသိဘူးဒါလည်းအောင်ပါပဲဘယ်နှိုးသေးဘူးလားနှိုးနေပြီအဲ့ဆိုလည်းပြီးရောခဏလေးသမီးရေချိုးမလို့ရေလေးချိုးလိုက်အောင်ပါပဲဘာလို့ဆိုလဲငါလုံးတော့ဒီအရောနားနေပြန်တော့မရမယ်အေးဟာဝိစားလေးလောက်မယ်အဝတ်တော့လဲပြီးပြီအပြင်ကိုချိုးတာတော့ကိုကြီးရေအပြင်ကိုညီမလေးမာကတ်ကိုသွားဝယ်လာအောင်ကြိုက်ပါရဲ့ထုံးစံတိုင်းပြီးသွားရင်ကိတ်မုံလေးရရတော့ဒါမဲ့ကိတ်မုံမရတော့ပါသူရှိပြီးတော့ရင်မစမ်းဝက်ဟုတ်ရတယ်သူရှိအများရောတဲ့အဲ့တော့အမေပေါင်းဝယ်လိုက်တော့မယ်ကားစီသွားလာအောင်မယ်ဘယ်ဝယ်ပြီးဆိုတော့ကားဘာဖြစ်တာပုံကအိမ်ကလည်းနှင်းသွားပြီအိမ်ကဝေးသွားပြီအိမ်ကလည်းဝေးသွားပြီမချလို့ရှင်အဆိုင်မှာတော့ထားလို့ရအေးစီကိုယ်ဘာမှမလုပ်ရတော့တယ်အခုမှငါလာဆောင်နေတော့တယ်ခင်းလေးပါလေးတော့ချက်အောင်ပါပဲငါလည်းရတော့ချက်အောင်ပါပဲဟိုနေ့ကပတ်ဆက်လေးတော့ငါဟိုနေ့ကအလောက်ကနေပြီအစောကြီးပြန်လာတော့ငါညမောက်လက်ဆောင်ပေးဖို့ဆိုမပါခဲ့ဘူးဖြစ်နော်ချိုးပြီးတော့အဝတ်မင်းနဲ့အဝတ်မင်းနဲ့ပါလဲပေါ့အဝတ်လဲပြီးဆိုတော့ငါညမပိုင်းဆန်တယ်လေပိုင်းဆန်လာတော့ဟိုအဒီယာပေါ့ဟုတ်ပါလေခေါင်းလေးထိုင်ကြည့်လာအောင်မယ်လာဟာတတင်းထဲမှာဘာဖြစ်တယ်မြတ်တော်ဝင်လမ်းမှာအပိတ်ခံနေရတည်တဲ့ကားရဲ့ပိတ်ခံနေရတည်တဲ့ဒီမလေးမြတ်တော်ဝင်လမ်းကားရဲ့ပိတ်ခံနေရတည်တဲ့ဟုတ်လားဒါဆိုပဲဖြစ်မတော့အဖက်လမ်းတော့လို့မရတော့ဘူးပေါ့အေးပေါ့ဒီမလေးကဒီနေ့စပင်းသားနဲ့ပါမယ်ဆိုစပင်းနဲ့ဆိုင်လမ်းမှာပိတ်နေရဲဆိုတော့ဘယ်လိုလုပ်ကြအေးတိုင်ဖက်ပြေးဒီမှာစပင်းနဲ့ဆိုင်လည်းတကဘာလုံးပေါ့တန်နိုင်ငံလုံးမှာအိတ်စပင်းနဲ့ဆိုင်တဲ့ဆိုင်နဲ့ရှိတာဘယ်လိုလုပ်ကြမလဲတီးတော့ကိုကြီးဒါနဲ့အကိုကြီးတော့ကြည့်လိုက်ကောင်းမလားမကြည့်ပါနဲ့တော့ကြည့်လိုက်မယ်လေးသွားပြီးတော့ဒီမလေးတော့ကြည့်လိုက်မယ်နော်အဲ့ဆိုလည်းကိုကြီးတော့ဒါနဲ့ကိုကြီးကားနေပဲတာနော်အေးပါတော့ပါအကြည့်အောင်နဲ့သွားလိုက်မယ်နည်းဆက်ဆက်တော့မရမယ်ဟဲ့ငါဖုန်းပါလာလို့ပေါ့ဖုန်းမပါလာဟဲ့တိုင်ပါတက်ပြီမိုးတော့ဝင်လမ်းနဲ့ငါတော့မှညသွားမှ
ဒီဘက်လည်းဒီဘက်လည်းမားရက်နည်းနည်းတော့မရမယ်အဲ့ဒါကိုင်းအញ្ញမ်းပိတ်နေတာဟိုငါတတင်းရထားတယ်ဒီတော့ဘယ်လောက်တောင်မှပဲပိတ်နေလဲနည်းနည်းလေးဖြည့်ပြနိုင်တော့ကြည့်မှာဒီလမ်းဟာအများကြီးပါလားငါဒီနားမှာကားရတာပိုကောင်းတယ်အမတို့ကားဘယ်လိုလုပ်ပိတ်သွားလဲလို့အပြားကြီးပဲဘုမာရောဟောဒီကားရပိတ်နေလို့သူတို့တော့မရတာယူဒီကားပိုင်ကဘယ်သူတော့မသိဘူးဒီကားပိုင်ကဘာမှလဲဒီကားပိုင်ကတူလဲအဲ့ဒါကိုအဖေရအောင်ရှာမရမယ်ဒီနှစ်ယောက်မြန်လာမသိအမားတို့နှစ်ယောက်ကအကုန်လုံးကចောင်းသားကြီးပဲចောင်းသားရဲ့အိမ်မှာဒီဘက်ကိုပြန်လာတာထင်တယ်တော့စပင်းညက်ပို့လာတော့မသိညီမလေးကဘာလို့ဒီနောက်မှာဒီចောင်းသားရဲ့စုပြုံနေရလဲအော်ကျမတို့ကနောက်နေ့တက်လို့ရှိရင်ကောက်ပွဲဖြော်ပြရမှာလေအားကြောင့်မကျမတို့ကစပင်းလာညက်ကြတာစပင်းလာညက်ရင်လည်းအရှိအောင်ကားတုံးစီကပိတ်နေလို့ကျမတို့လည်းလာမရဖြစ်နေလေအပါရှင်ကညီမလေးကိုမဟုတ်ဘူးလားမဟုတ်ဘူးညီမလေးတို့ကဟိုနောက်ကကပ်အဝါရောင်လေဟုတ်ပါရဲ့လည်းဒီကားနှုံးစီးရဲ့ပိုင်ရှင်ကိုညီမတို့သိလားမသိလို့တိုင်းပတ်နေဟာဘယ်သူမှလည်းမသိဒီနောက်မှာရထားခဲ့ရဆိုလို့ရှိရင်လည်းဒီကောက်ကကောင်းမောင်းပြီးတော့တနေရာကိုရွှေ့လိုက်ပြီးတော့အဲ့ဒါကိုချားသူရတခိုးလို့ဆွဆွခံရမှာဆိုလို့တဲ့မတော်ချင်ဘူးဆိုပြီးတော့ညင်းနေရတယ်အားကြောင့်ညီမလေးကလည်းမိတ်ကလေးဆိုတော့မလုံးနိုင်ဘူးဖြစ်နေလေအကူကူညီပေးနိုင်မလားကျွန်တော်ကလားရပါရဲ့ကျွန်တော်ကူညီပေးတဲ့လောက်တော့ကူညီပေးပါမယ်ဟုတ်ဒါဆိုတစည်းကိုအရင်ရွှေ့မရမှာပေါ့တော်ပြီအိုးရသေးတယ်ဒါဆိုဒီဘက်လေးကတ်လိုက်ပါကောဒီဘက်ကလိုက်သုံးစီးဆိုတော့စမ်းလောက်တင်တာပဲဒီဟာလေးကအသေးလေးဆိုတော့ကဲရွှေပြီးပြီနော်ကျေးဇူးတင်ပါတယ်ရှင်ရပါရဲ့ကိုရောကလုံးနေကြဖြစ်နေဟုတ်သူတို့ရပြန်ကုန်ကြရပဲအဲ့တော့ငါလည်းပြန်တော့ဒီကလည်းငါပြေးမိလိုက်လို့ပဲပြောနေပေါ့ငါတို့ရပြေးဖို့မတော်ရဲကြဘူးတကယ်လားတကယ်သူတို့ကတူတာရဆရာကြီးတွေထင်ပြီးတော့ဒီမှာတော့မတော်ရဲဒီဖြစ်နေတယ်ထူးဆန်းတာဒီမှာလေးတော့ပြပြရအောင်နော်ဟာရှင့်မကားတက်ချာကိုကြီးပြန်လာရလားမသိဘူးကြည့်လိုက်ကိုကြီးပြန်လာကိုကြီးဘာထူးလဲအကောင်လုံးကိုကြီးပြည်နေလိုက်တာတကယ်ဟုတ်တယ်ဘလို့ဖြည့်ရှင်းလိုက်တာတော့ဟုတ်အဲ့သူတို့ရှိမှကား3စီးပိတ်အဲ့ဒါဘသူကမှတော်ပြီးတော့မလို့ရကောက်ဖက်ရှာလေးထွက်ပြီးတော့ရဲတဲ့ပြီးတော့တက်စီလို့ရှိရင်နဲ့တခိုးဆိုပြီးဆွဆက်ခံရမှာဆိုလို့ဆိုပြီးတော့အခုပေးလိုက်ရတယ်လေဟုတ်လားထားပါတော့လာအိမ်ဝင်လို့အမေဒီနေ့တော့ကိုကြီးသူ့ရဲ့ကောင်းဖြစ်သွားပြီပဲကိုကြီးတက်ဆောင်ကိုကြီးရမ်းကြတဲ့ဆောင်ကိုလုပ်ထားတယ်ဆောင်ထိုင်ကိုကြီးဘမထိုင်လာတော့ထားတာဒီမှာလीဘမထိုင်လာလုပ်ပြီး
ဒီကွန်နဲ့ဒုက္ခတော့ရောက်ပါဟာဒုက္ခပဲမဟုတ်သေးဘူးတော်ပြီငါတော့ထိုင်တော့မယ်စားလိုက်တော့ကောင်းတယ်ကောင်းတယ်စိုးပါကောင်းပါgood အဲ့လိုမှဒီနေ့ဗီဒီယိုလေးအားလုံးတော့ဆက်ခဲ့ပါနောက်နေ့ဗီဒီယိုမှာအပိုင်း2ကိုတင်ပေးပါမယ်မှားသွားလို့တော့ဒါအပိုင်း1နဲ့အပိုင်း2ကိုဆက်ထားတာဘယ်နှပြန်ကြတော့အပိုင်း3တခုလည်းတင်ရှင်တင်မယ်အပိုင်း3နဲ့4ပေါင်းပြီးတော့တင်ရှင်လည်းတင်ပါမယ်ရှင်အားလုံးပဲ bye bye ဆက်ဆိုကြည့်ပေးတဲ့လူထားရောလည်းကျေးဇူးအများကြီးတင်ပါတယ် bye bye